ဆက်လက်ပြီးတော့ Kachin National Organization Japan ရဲ့ကိုယ်စားလှယ်ကျွမျိုးအောင်မှာစကားပြောကြားပေးပါရန်အတိုက်အခံပန်ကြားပါတယ်မိုးလေးတွေမှာမအားမလားတဲ့ကြားရရနေမိမိရဲ့အချိန်ကိုတန်ဖိုးရှိစွာမိမိရဲ့တိုင်းပြည်မိမိလူမျိုးတော့အမျိုးသားကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မတရားကျွန်တော်တို့ရဲ့နိုင်ငံအတွက်ထိမ့်သိမ်းရှင်းခံရတဲ့အကျဉ်းသားများဦးခွန်တူအပါဝင်ကျောင်းသားကောင်းဆောင်များတို့တိုင်းသားအားလုံးရဲ့အချင်းချင်းချင်းခံရတဲ့နိုင်ငံတော်အတွက်အချင်းချင်းခံရအားလုံးအတွက်တနေ့တစားနိုင်ရောက်ပြီးမှစုယုံပြီးဒီနေ့ပြုလုပ်တဲ့အခမ်းအနားကြော်တဲ့အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကချင်မျိုးသားစီးပွားအနေနဲ့အထူးပြောချင်တာကတော့ကျွန်တော်တို့ရဲ့တိုင်းပြည်မှာမပြီးဆုံးသေးတဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီတော်လှန်ရေးကိုပြည်တွင်းပြည်ပမှာရှိတဲ့ပြည်တော်စုဘမြန်မာနိုင်ငံသားများအားလုံးသစီတစ်လုံးနဲ့တိုက်ပွဲကိုပြီးဆုံးတဲ့အထိအောင်မြင်တဲ့အထိစစ်ဆုံးရပြိုလဲတဲ့အထိတိုက်ပွဲဝင်ကြပါစို့လို့တိုက်တွန်းရင်အလေးနဲ့တိုက်တွန်းပြောကြရင်ဒီကိုချုပ်ပါတယ်ခင်ဗျာ KNU ဂျပန်ကိုယ်စားလှယ်ဆုံးနှုတ်ကန်ရှင်အောင်မှာစကားပြောကြရန်ပန်ကြားပါတယ်ကျွန်တော်ဒီနေ့အခါကောဘာလို့တာကြလဲကျွန်တော်ဒီနေ့အပါဆရာတော်ရှင်တို့တော့မချလို့အဲ့ဒါအားလုံးနဲ့လာပါဆရာတော်ဒီတို့မချလို့ဆိုတာတို့ကြည့်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဘာလို့လဲတခုမှရှိတယ်2010ရုပ်ကိုကျွန်တော်မရရအောင်ဖျက်ရမယ်လာပါဆရာရှင်တို့မပြုတ်ဘူးတော့လို့ပဲအဲ့ဒါဘာလို့လဲဒီနေ့ဘာမှဘာလို့ဒီမှာလဲသိကြပြီးဆရာပြောတာဒါပဲပြောနေတယ်အားလုံးလေးပါနဲ့ဘုန်းကြီးတွေビルマの軍事政権と戦う皆さん、今日は雨の中でもご苦労様です。牛久の会も今日は皆さんのと共に最後まで頑張るつもりです。コンチューさん、そしてアンサースーチーさん、民工団員さんをはじめとするすべての軍事政権にすべての政治犯を釈放しろということをビルマの軍事政権に対して国際社会と日本政府は圧力をかけるべきです。今日は NLD が選挙で勝った日から20周年目を迎える日とそういうふうに聞きます。本当に今度の軍事政権の選挙は絶対に許せません。NLD、アウンサンスーチーさんを排除したところの選挙は国際社会の圧力によってこれを認めてはいけないということを訴えたいと思います。日本政府外務省はビルマ軍事政権に対して圧力をかけるべきです。すべての政治犯、アンサースーチーさん、クワンツーウーさん、そして民工団員さんをはじめとするすべての政治犯の釈放を私たちも求めましょう。皆さん雨の中大変ですが今日は共に頑張りましょう。ありがとうございました。အာဏာဖြစ်မြောက်ရေးတောင်ကန်တူဖြစ်တဲ့ကိုမိုင်ကျုံမှကားနဲ့ငယ်ပြောကြားပေးပါရန်ပတ်ကြပါတယ်ကျွန်တော်စကားပြောကြတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီနေ့ကြီးတဲ့ဆန္ဒပြခန်းနာမှာအားလုံးစနစ်တကျနဲ့ပူးပေါင်းပါဝင်ပေးဖို့၄ရောက်စကားကနေကြီးတက်ပေးဖို့ကျွန်တော်နိုင်ငံအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေလို့ရှိပါတယ်ကျွန်တော်မိုးထဲရေထဲမှာရှိကျွန်တော်စနစ်တကျလေးတားဆီးပေးကြပါကျွန်တော်အလံတွေမကန်ပေးပါကျွေးကြော်တံကိုကျွန်တော်တို့တိုင်ပေးတဲ့ညမှာညီညာနဲ့လိုက်ပြီးတော့မှဆိုပေးဖို့ပန်ကြားပါတယ်နောက်တစ်ခုကျွန်တော်တို့လမ်းတစ်လျှောက်လုံးမှာအဆက်မပြတ်စကားပြောနေတဲ့ကိစ္စတွေကိုမလုပ်ဖို့ပန်ကြားလိုပါတယ်ဒီနေ့ကျွန်တော်2နာရီခွဲဘယ်လိုဆော့ဖက်လဲဆိုရင်စီဝရမှာဒီနေ့ဂျပန်နိုင်ငံမှာဆန္ဒပြပွဲ6ဖွဲ့လောက်ရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ထိတက်တဲ့နေရာမှာလည်းဒီတာဝန်ကျတဲ့လူတွေရဲ့မြန်လျှောက်တာတို့မြင်းလျှောက်တာတို့ပူပေါင်းဆိုင်မှုတွေလုပ်ပေးစေချင်ပါတယ်ဘာဖြစ်လဲဆိုတော့ဖွဲ့နေတဲ့ထိတက်မဖြစ်ဖို့အတွက်ကျွန်တော်တို့အစီအပြေအောင်လမ်းလျှောက်သွားမှာဖြစ်တဲ့အတွက်တောင်ခံတွေရဲ့ညွှန်ကြားတဲ့အတိုင်းအားလုံးလိုက်လာပေးဖို့ပန်ကြားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့စနစ်တကျတောက်ပါပေးပါရန်တက်တဲ့ကံပန်ကြားပါတယ်
日本国民の皆様、ビルマ国民が軍事政権の弾圧に苦しんでいる事実から目を離さないでください。よろしくお願いします。守ろうとする人たちを約束しています。